အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကဦးသိန်းထိုင်အောင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ပုပ္ပတိတိဇီကုန်းအုပ်စုကလရွာရေစားနေတဲ့နော်ရေစားလို့ဒီမှာအခုပြိုကျသွားတဲ့တရားကိုကျွန်တော်လာရတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့နော်တရားဒီမှာတရားအနေထားနော်ဒီမှာကျွန်တော်တို့ဟိုဘက်ဒီဘက်ရွာရဲ့ဟိုဘက်ချမ်းဒီဘက်ချမ်းကိုဒါဆက်သွယ်ထားတဲ့တရားပေါ့နော်ဆက်သွယ်ထားတဲ့တရားကျွန်တော်တို့အခုရေထဲညရေထဲမျောပြီးတော့ပါသွားပါပြီမျောမှပြိုကျသွားပါပြီတရားအဲ့တော့ရွာသားတွေအခုဆိုရင်ခက်ခဲတွားလာနေရပါတယ်ဗျာနော်ဟိုတော်တော်များများလည်းခက်ခဲတွေကြုံနေရတယ်ကျွန်တော်တို့တစ်ချက်ဆက်ကြည့်အောင်နော်ဒီမှာပေါ့နော်ကျွန်တော်တို့ဒါအခုရေကြီးလို့ဒါဖြတ်ထားတဲ့အိမ်ပေါ့နော်ဖြတ်ထားတဲ့အိမ်ဖြစ်ပါတယ်နော်ဒါလည်းကျွန်တော်တို့ရေကြီးလို့ဆိုပြီးတော့ဖြတ်ထားတဲ့အိမ်ပေါ့ကျွန်တော်ရွာသားတွေဘယ်လိုသွားနေရလဲဆိုတာလေတစ်ချက်လောက်လိုက်ကြည့်လိုက်အောင်နော်ကျွန်တော်လည်းဟိုရိုက်တယ်ဒီမှာတေချာယူဆိုင်ရတာပေါ့နော်ဖုံးရည်တဲ့ကြမှာဆိုလို့ဒီမှာခင်ဗျာနော်ဟိုဂျွာသားတွေသွားနေရတာဒီမှာတစ်ပင်လဲနေရပါတော့ဒါဟိုဘကွက်ကနေတစ်ပင်လဲနေရပါတော့အဲ့လဲတဲ့ဘောကနေပြီးတော့မှကျွန်တော်တို့ဂျွာသားတွေဒီလိုသွားပါတယ်ဟိုကျွန်တော်ဆိုလဲဒီမှာနော်ဟုတ်တာကျွန်တော်ခက်သွားပြီးတော့ရိုက်နေရတာဖြစ်ပါတယ်နော်ဒီမှာကြည့်ပါဒီလိုဘောနေအခုကျွန်တော်လည်းရှောက်ပြီးတော့ရိုက်ရတာဖြစ်ပါတယ်ကဲနော်တစ်ချက်လောက်ကြည့်ပေးပါကျွန်တော်လည်းเนาะအဆင်ပြေအောင်တက်နိုင်ဆုံးအဆင်ပြေအောင်ရိုက်ပေးပါတယ်ခင်ဗျာဒါကရွာသားတွေအခုသွားနေရတဲ့လမ်းပေါ့เนาะဟိုဘက်ဒီဘက်ကိုသွားနေရတဲ့လမ်းဖြစ်ပါတယ်အနေရတော့များပါတယ်အောက်မှာရေကတော့မြင်နိုင်မယ်เนาะဒီမှာအောက်မှာရေကတော့စီးစင်းနေပါတယ်ဒီလိုမတော်မချက်များခလေးတွေပြုတ်ကြတော့လို့ပါလို့ဆိုရင်တော့เนาะအနေရရှိပါတယ်ခလေးတွေဘောလူကြီးလည်းအနေရရှိပါတယ်เนาะကျွန်တော်အခုလက်ကတစ်ဖက်ကထိန်တစ်ဖက်ကတော့ပြုတ်ဖို့ကြအောင်လို့အပေါ်ကလဲနေတဲ့အပင်ကိုင်းကိုကျွန်တော်ကင်ပြီးတော့သွားရပါတယ်တစ်ချက်လောက်ကြည့်ပေးပါနော်တော်တော်လေးတော့ခက်ခဲတယ်ဗျကျွန်တော်လည်းအရက်ကလေးနည်းနည်းမြင်တော့သွားလာခက်ပါတယ်ဒီမှာနော်ဒီကောင်တော့နည်းနည်းလေးဒီဘက်ကတော့အပင်စီနည်းနည်းကြီးတော့ဒီဘက်ကတော့နည်းနည်းလေးတော့အဆင်ပြေတယ်လို့တော့ရှိရပါတော့ဒါပေမဲ့လည်းခလေးငယ်တော့အနေရှိပါတယ်လူကြီးတော့ပြဿနာမရှိဘူးပေါ့နော်ကဲကျွန်တော်တို့ပြီးပြီဆိုရင်ကျွန်တော်တို့ဒီဘောကိုတက်မှာပေါ့နော်ဒီဘောကိုတက်မှာပေါ့ကဲဟုတ်ပါပြီအဲ့မှာကျွန်တော်တို့နောက်ဟိုမှာဟိုဒါကျွန်တော်တို့ရွာသားတယောက်လမ်းလျှောက်လာတာနောက်ရွာသားတယောက်လမ်းလျှောက်လာတာဖြစ်ပါတယ်ဒီမှာတော့ဒါရေစားလို့ပြိုနေတဲ့နေရာတွေကိုကြည့်ပေးပါကျွန်တော်တို့ဒါကတော့ပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်တို့ရေထဲပါသွားတယ်နော်အိမ်နေရာဖြစ်ပါတယ်အခုဒီမှာဒါပေါ့နော်အခုဒီမှာဒါဆိုတာကျွန်တော်တို့အိမ်ပိုင်ရှင်အခုသူ့အိမ်ကိုဖြတ်နေတာဖြစ်ပါတယ်နော်အိမ်ပိုင်ရှင်သူ့အိမ်ကိုဖြတ်နေဖြစ်ပါတယ်ဒီမှာသူကချောင်းဆက်မှာဆိုတော့နော်ရေအနေရရှိလို့ဖြတ်နေရတာဖြစ်ပါတယ်နော်ဒါအိမ်ကြီးတော့ဆောက်ထားတာမကြသေးဘူးတိုးတော်ညာလည်းပဲအခုတော့ဖြတ်နေရပါတယ်ရှေ့မှာကျွန်တော်တို့ဟိုတနေ့ကကျွန်တော်ကွင်းစင်းတော့ဗောနော်ဒီမှာစာသင်ကျောင်းရှိပါတယ်အခုစာသင်ကျောင်းကြီးကလည်းဒီမှာဟိုမိဘပြည်သူတွေမြင်တဲ့အတိုင်းပါပဲစာသင်ကျောင်းကအခုကျွန်တော်တို့အကုန်လုံးဖြတ်နေရပါပြီเนาะအနေထားကတော့အကုန်လုံးဖြတ်နေရပါဟိုကနိုင်ရန်နေလဲရေထဲပါသွားပါပြီနိုင်ရန်နေလဲရေထဲပါသွားပြီကျွန်တော်တို့ဖြတ်နေရပါเนาะစာသင်ကျောင်းဆောင်နေတယ်လည်းမရှိတော့ပါဘူးလောကခလေးတွေကျောင်းတက်ဖို့ကတော့ရွာထဲမှာအိမ်တွေမှာပေါ့နော်အိမ်တွေကကွက်တစ်ခုမှာတင့်တော်တယ်လို့စီမံဆောင်ရွက်ပေးနေရပါတယ်ဥဒါကျွန်တော်တို့ဟိုတနေ့ကကျွန်တော်တို့ကွင်းစင်ခဲ့တဲ့အကြောင်းမရှိတော့ပါဘူးဒါတော့အားလုံးပဲမတစ်ချက်ကြည့်ပါကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဓာတ်ပုံလာရိုက်တယ်ကျွန်တော်ဗီဒီယိုဖိုင်ရိုက်တဲ့ခါကျတော့ချောင်းစားတဲ့နိုင်ရန်ကြီးလည်းမရှိတော့ပါဘူးเนาะခုနိုင်ရန်ကြီးလည်းချောင်းနဲ့ပါသွားပါပြီကျွန်တော်တို့ဒီမှာကျောင်းမဟုတ်ဘူးကလည်းမရှိတော့ပါဘူးเนาะကျောင်းမဟုတ်ဘူးကလည်းမရှိတော့ပါဘူးကျောင်းမဟုတ်ဘူးကကျွန်တော်ဒီနားလောက်မှာဖြစ်မှာပေါ့เนาะဒီနားလောက်မှာဖြစ်မယ်ကျောင်းမဟုတ်ဘူးကเนาะအခုမရှိတော့ပါဘူးဒီမှာလည်းပတ်ကြားတွေအပ်နေတယ်ကလိုင်းဒီမှာเนาะပတ်ကြားတွေအပ်နေတယ်ဒီပတ်ကြားတွေကမကြခင်ပြိုမဲ့ဟာတွေပေါ့ဟိုတနေ့ကဒီမှာဖုံးချောင်းတွေ့လာမယ်เนาะဖုံးချောင်းရဲ့ဖေဟာဒီဖေဟာနဲ့ကျွန်တော်တို့
ကျောင်းတွေကတော်တော်ဟောဒီရေချောင်းတွေကတော်တော်ဝေးသေးတယ်ပေါ့နော်အခုဒီမှာဖះနာကိုရောက်နေပါပြီကဲအခုတော့အခုဖះနာကိုရောက်နေပါခင်ဗျတော့မကြခင်ဒီဘက်ဖုံးချောင်းဒီဖះဘက်လည်းပါတော့မဟုတ်ဖုံးချောင်းကျောင်းဆောင်တွေလည်းတော်တော်ကတ်သွားပြီပေါ့နော်ဖုံးကျောင်းဆောင်လည်းတော့ပေတရားကျော်တော့ဝေးသေးတာပေါ့နော်ဟိုဒါပေမဲ့ဒီမှာတိတ်ရင်စေဒီလေးရကတော့ကျွန်တော်တို့တိတ်မဝေးတော့ဘူးပေါ့နော်ဒီမှာချောင်းပါဒီမှာကန်းရီရောက်နေကန်းရီမှာထိုးလာတော့ရေစီးရတော်ပြန်တယ်ဒီတစ်ခါတမိုးရွာရင်ဒါပြိုကျသွားနိုင်တယ်ပေါ့နော်အနေရတော့ရှိတယ်နော်အားလုံးပဲဒီနေ့ကျွန်တော်ကွင်းစင်းလာတာကြေးပါလေးဘာပဲဖြစ်ဖြစ်လူချင်းတန်းကျင်တဲ့လူလေးတွေရှိရဆိုရင်လည်းလာရောက်လူတန်းလို့ရပါတယ်ပုပ္ပတိတိဇီးကုန်းစုကလေးရွာပါခင်ဗျာကျွန်တော်ကတော့ကျွန်တော်တို့ပါတီအနေနဲ့ကလည်းဒီဒုက္ခရောက်တဲ့ပြည်သူတွေကိုတက်နိုင်သမျှကူညီလူတန်းသွားဖို့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေပါတယ်ခင်ဗျာဒီကြေးပါလေးအမြန်ဆုံးပြောင်းရွှေ့ခွင့်ရအောင်လူကြီးတွေကိုလည်းတင်ပြပေးထားပါတယ်ခင်ဗျာအားလုံးကျေးဇူးပါ